ကျွန်တော်သွားတိုက်နေတော့တခုခုကိုနင်းမိလိုက်တယ်ဘာလဲဆိုတာကြည့်ဖို့ငုံပြီးကောက်လိုက်တော့ပန်းရောင်မြင့်နဲ့ကြောင်းနဲ့ကိုဝင်ရှိသည်ဆိုတဲ့စာတန်းပါတဲ့ပလတ်စတစ်ချောင်းလေးတစ်ခုဖြစ်နေတယ်အဲ့ဒီနောက်လက်တစ်ဖက်ကကျွန်တော်လက်ထဲကနေအဲ့ဒါကိုအမြန်လူယူပြီးသူ့အိတ်ကထဲထိုးထည့်လိုက်တာကိုမြင်လိုက်ရတယ်အဲ့ဒါပြီးအဲ့ဒါနင်းဟာမဟုတ်ဘူးကျွန်တော်အမကကျွန်တော်ပခုံးနှစ်ဖက်လုံးကိုသူ့လက်တွေနဲ့စုပ်ကင်လိုက်ပြီးနင်နာကိုတယောက်ယောက်ကိုတွားပြောရင်တော့နင်သေးပြီးသားမှတ်လို့ပြောတယ်ကျွန်တော်တော့ဖို့တန်ကိုချလိုက်ပြီးမောကြည့်လိုက်မိတယ်ကေလာနင့်မှာကလေးရနေပြီလားသူမကတကားကိုချက်ချလိုက်ပြီးလက်နှစ်ဖက်နဲ့မျက်လုံးတွေကိုဖိပိတ်ရင်းရေချိုးကန်ဆုံးမှာထိုင်ချလိုက်တယ်ငါလည်းတေးတေးချာချာမသိသေးပါဘူးဟုတ်တယ်လို့ပြနေတာထင်တယ်မျက်နှာကြောင်းဆိုရင်ဟုတ်တယ်လို့အတိတ်ပဲရတယ်လေကြော်ညာထဲမှာငါတွေ့ဘူးတယ်သူမကမျက်နှာကိုလက်နဲ့အုပ်ထားရင်တိုးတိုးလေးငိုပါတော့တယ်ကျွန်တော်လည်းသူမဘေးမှာဝင်ထိုင်လိုက်ပြီးအမေကိုမပြောရသေးဘူးပေါ့မပြောရသေးဘူးငါအခုမှသိတာရုတ်တရက်လေကားကနေတက်လာတဲ့ခြေတံတွေကိုကြားလိုက်ရပြီးတကားအပြင်ဘက်အတိအကျမှတင်ရက်သွားတဲ့ကေလာမျက်လုံးတွေကတကားလက်ကင်စီကိုစိုက်ကြည့်နေမိတယ်အမေကသူ့မနှံမြက်ကိုလှမ်းခေါ်ပြီးပန်ကိတ်မုတ်ထဲမှာဘလူးဘယ်ရီတီးထည့်မလားလို့လှမ်းမိတယ်ကေလာကလဲချောင်းရှင်းလိုက်ပြီးသူမရဲ့ပုံမှန်ပျော်ရွှင်နေတဲ့လေတံအတိုင်းဟုတ်ကဲ့ထည့်ပေးပါအမေလို့လှမ်းအောင်ပြောလိုက်တယ်ခြေတံတွေကအောက်ထပ်ကိုပြန်ဆင်းသွားတော့ကေလာကကျွန်တော်ဘက်လှည့်လာပြီးကျေးဇူးပြုပြီးသူတို့ကိုမပြောပါနဲ့ဦးငါဘာသာငါပြောပါမယ်ငါကိုတပတ်လောက်ပဲအချိန်ပေးပါအေးပါဂတိပေးငါဂတိပေးပါတယ်သူမကတကားချက်ကိုဖွင့်ပြီးဟိုဘက်အခန်းကသူမရဲ့အိတ်ခန်းထဲကိုဝင်သွားခဲ့တယ်အတိအကျတပတ်အကြာမှာတော့ကေလာကဘလူးဘယ်ရီပန်ကိတ်မုတ်ပကံရှိမှဝင်ထိုင်လိုက်တယ်သူမလက်ကအိတ်ကက်စီကိုရောင်ရမ်းပြီးရောက်သွားတယ်အဲ့ဒီအချောင်းလေးရှိသေးရဲ့လားဆိုတာစမ်းကြည့်နေတာပါသူမကခရင်ကိုကောက်ကင်လိုက်ပြီးမှပြန်ချလိုက်တယ်အဲ့ဒီနောက်မျက်နှာတစ်ခုလုံးစိမ့်ဖက်သွားပြီးအပေါ်ထက်ကိုဝုန်းတိုင်းကျဲပြေးတက်သွားတော့တယ်သူမပြန်ဆင်းလာတဲ့အချိန်မှာတော့မျက်နှာတစ်ခုလုံးဖြူလျော်နေခဲ့ပြီအမေအဖေသမီးသူတို့ကိုပြောစရာရှိတယ်သူမကအိတ်ကက်ထဲကိုလက်နိုင်ပြီးမစားရသေးတဲ့ပန်ကိတ်မုတ်တွေနဲ့အရီရွှမ်းတဲ့စရက်အိုးကြားတဲ့ကစပွဲပေါ်မှာအဲ့ဒီပလတ်စတစ်ချောင်းလေးကိုချလိုက်တယ်ပန်းရောင်မြင့်တဲ့ချောင်းနဲ့စာတန်းကတော့ဘယ်သူမှမဆိုဖတ်နိုင်အောင်အဲ့ဒီအတိုင်းထင်ထင်ရှားရှားရှိနေတော့မယ်အဖေရဲ့ကော်ဖီခွက်ကပစက်နာအောက်တဝက်လောက်မှတန့်သွားတယ်အမေကတော့ထိုင်ကုန်ပေါ်ထိုင်ချလိုက်တာခုံကိုလွဲပြီးစပွဲခုံကိုလှမ်းကင်လိုက်လို့သာတော်တော့တယ်ဘယ်သူမှဘာမှမပြောကြဘူးကေလာကငိုပါတော့တယ်ဒီတခါတော့သူမလက်တွေကမျက်နှာကိုအပြေးအဝမဖုံးအုပ်နိုင်တော့ပါဘူးအမေကထိုင်ရကထပြီးသူမကိုကိုွေ့ဖက်လိုက်တယ်ကျွန်တော်ကတော့ခက်ရင်းကိုကောက်ကင်ပြီးမုတ်ကိုပဲအားရပါရမြင်ရရှက်ရဆက်စားနေလိုက်တော့တယ်